Hello မင်္ဂလာပါခင်ဗျာဒီနေ့တော့မလေးရှားနိုင်ငံဘန်ချန်ထရိတ်ကနေပြီးမြန်မာနိုင်ငံအရာပေးတို့ဓာတ်ရိုက်ငွေလွှဲနေလေးကိုကျွန်တော်နဲ့အတူလုပ်ကြည့်ရအောင်ဗျာမဟုတ်ဘူးကျွန်တော်တို့အကောင့်ထဲဝင်မယ်ဒါကတော့ယူရှင်းပါတယ်အကောင့်ထဲရောက်ပြီဆိုရင်တော့ပုံမှန်အတိုင်းပဲစန့်ကိုနှိပ်ပြီးရင် Remit Trend ကိုနှိပ်ဝင်လိုက်တာနဲ့ကျွန်တော်တို့ငွေလွှဲဖို့အတွက်စလို့ရပါပြီဒါဆိုရင်ကျွန်တော်တို့လွှဲမှာမြန်မာဆိုတော့မြန်မာဘူရွေးပြီးလိုက်ရုံပဲဘာနဲ့လွှဲမှာလဲမှာတရားပေးဖို့ဗျာပြီးရင်ဘယ်လောက်လွှဲမှာထည့်ပေးလိုက်မယ်ဒါဆိုရင် NU only ဟက်ကိုနှိပ်ပြီးပြင်ဆင်ကြတာပေါ့ဒီမှာလက်ခံမိသူရဲ့နာမည် first name last name လေးထည့်ပြီး relationship ကိုရွေးပေးလိုက်ပါဒီဖုန်းနံပါတ်နေရာမှာပိုးလုံးသားရေးလို့အဆင်ပြေမှာဖြစ်ပါတယ်အဓိကဒီနေရာဖုန်းနံပါတ်မှန်အောင်ထည့်ဖို့လိုပါမယ်ဒီနေရာမှာတေချာလေးစစ်ပြီးမှန်ကန်ပါက OK ပါတယ်ဒါဆိုရင်နောက်တစ်ဆင့်ငွေပေးချေခြင်းရည်ရွယ်ချက်မိမိအဆင်ပြေတယ်လို့ထည့်ပြီးရွေးချယ်နိုင်မယ်လို့ထင်ပါတယ်ခင်ဗျာဒါဆိုအားလုံးအဆင်ပြေပြီဆိုရင်မှန်ကန်ကြောင်းအမှန်ချစ်ပြီး OTP ကုတ်ထည့်ပြီးပါကလှုပ်ဆောင်ခြင်းအောင်မြင်ပါပြီရောက်မရောက်ပြန်ကြည့်ဖို့အတွက်ညပိုင်းလွှဲရင်မနေ့ရုံဖွင့်မှရောက်ပြီးနေပိုင်းလွှဲပါကနိုင်ဝက်အတွင်းရောက်ရှိတာရှိပါတယ်ခင်ဗျာယခုဗီဒီယိုလေးကနေမိတ်ဆွေတို့အတွက်အနည်းငယ်များအသုံးဝင်မည်ဟုထင်ပါသည်ခင်ဗျာအားလုံးအဆင်ပြေကြပါ